မြင်ရလားမြင်ရလားမြင်ရလားအမျိုးတို့မြင်ရလားမြင်ရလားကြော်ညာလေးတစ်ခုပြခြင်းလို့ကွာကြော်ညာလေးဒါကတော့ဆရာရဲ့ရွှေကလင်နာမိသားစုအဖွဲ့ဝင်တွေပေါ့ဘာရေးထားလဲတပတ်စာမှာ1000ကျပ်ပါဘိုင်ဘာဖုန်း39663998949မန်ပါဝင်သူတိုင်းငွေလဲဆက်လက်လေးပေးဖို့ရပြီနော်ငွေလဲဖုန်းကတော့39663998949ရမှာကတော့3လုံးခွေက4လုံးခွေကမွေးကပတ်သီးတို့ဖြစ်ပါတယ်နော်ဒါအမျိုးတွေကိုကျွန်တော်ညွှန်ပြပေးတာပါဆရာရဲ့ channel လေးကိုလည်းအသေးလေးတွေလက်မလေးတွေနိုတီခေါင်းလောင်းလေးတွေနှိပ်ခဲ့ကြဖို့လည်းမမေ့နဲ့နော်ကဲဆရာတို့ဒါဆိုရင်တစ်ချက်လောက်ကြည့်လိုက်ကြရအောင်ဘာရေးထားရလဲတနင်္လာမနက်ထိတ်တောက်ကြမနက်ထိတ်ထိတ်တူနေပါကနောက်အပတ်ဗုဒ္ဓဟူးမကျော်တဲ့ပါရက်လေအမျိုးတို့အပူးထွက်သည်တဲ့ဘာဖြစ်တယ်ထိတ်ကနန်းမှုနော်ခေါင်းစဉ်လေးကတနင်္လာမနက်ထိတ်နဲ့တောက်ကြမနက်ထိတ်နဲ့ထိတ်တူနေပါကနောက်အပတ်ဗုဒ္ဓဟူးမကျော်အပူးထွက်သည်တဲ့ဒါဆိုရင်ကျွန်တော်အမျိုးတွေကျွန်တော်တို့ပြောရင်ယုံရမှာလားယုံရမှာလားမယုံရဘူးကျွန်တော်တို့ရဲ့ဆရာတင်ပြထားသလိုပဲကလင်နာလေးနဲ့စစ်ကြည့်ရအောင်နော်ဆရာကလင်နာလေးတစ်ချက်စစ်ကြည့်ရအောင်နည်းနည်းလေးဝေးနေနော်မှုံနေတယ်မျက်စိလေးခဏမှိတ်ထားပါမျိုးတို့ခေါင်းဘူးမှဆိုလို့နည်းနည်းလေးချဲ့လိုက်အောင်ရပြီနော်ကျွန်တော်ကတော့တူရင်းလို့ရှင်ပဲ channel အသစ်ဆိုတော့ channel အသစ်ကလေးကိုလည်းနိုတီခေါင်းလောင်းလေးနှိပ်ဖို့လည်းမမေ့နဲ့အသေးလေးလက်မလေးလည်းပေးခဲ့ကြအောင်နော်ရှယ်မူရှယ်ရလေးလည်းကူညီကြအောင်ပေါ့မျိုးတို့ကဲကျွန်တော်တို့တစ်ချက်ကြည့်အောင်ချက်ကြည့်အောင်ကျွန်တော်ဒီမှာတနင်္လာနေ့မနက်ထိတ်နဲ့တောက်ကြနေမနက်ထိတ်နဲ့ထိတ်သည်တူနေပါကသူ့ရဲ့အောက်အပတ်မှာဗုဒ္ဓဟူးမကျော်အပူးဆိုတော့ဒီမှာပါထွက်လဲမျိုးတို့ဒီမှာကိုဆိုပြီးထွက်ခဲ့ပေးရပါတော့ဒီမှာကိုဆိုပြီးထွက်ခဲ့ပေးတယ်တနင်္လာနေ့မနက်ကနန်းထိတ်နဲ့တောက်ကြနေမနက်ကနန်းထိတ်နဲ့ထိတ်တူနေပါကသူ့ရဲ့အောက်အပတ်မှာဗုဒ္ဓဟူးမကျော်အပူးဆိုတော့ရောဒီမှာလေးဆိုပြီးတော့ထွက်ခဲ့ပေးရပါတော့ရောစက်ကြည့်အောင်တနင်္လာနေ့မနက်ကနန်းထိတ်နဲ့တောက်ကြနေမနက်ကနန်းထိတ်နဲ့ထိတ်တူနေပါကသူ့ရဲ့အောက်အပတ်မှာဗုဒ္ဓဟူးမကျော်အပူးဆိုတော့ဒီမှာ9ဆိုပြီးထွက်ခဲ့ပေးရပါတော့တော့စက်ကြည့်အောင်တနင်္လာနေ့မနက်ကနန်းထိတ်နဲ့တောက်ကြနေမနက်ကနန်းထိတ်နဲ့ထိတ်တူနေပါကသူ့ရဲ့အောက်အပတ်မှာဗုဒ္ဓဟူးမကျော်အပူးဆိုတော့ဒီမှာခွန်ဆိုပြီးထွက်ခဲ့ပေးဒီဘက်မှာလည်းလေးဆိုပြီးကြခဲ့ပေးရပါတော့စက်ကြည့်အောင်တနင်္လာနေ့မနက်ကနန်းထိတ်နဲ့တောက်ကြနေမနက်ကနန်းထိတ်နဲ့ထိတ်တူနေပါကသူ့ရဲ့အောက်အပတ်မှာဗုဒ္ဓဟူးမကျော်အပူးဆိုတော့ကျွန်တော်မှဒီလေးဆိုပြီးကြခဲ့ပေးရပါတော့ဟုတ်ပြီနော်မျိုးတို့ကျွန်တော်စက်ကြည့်ရအောင်မျိုးစက်ကြည့်ရအောင်တနင်္လာနေ့မနက်ကနန်းထိတ်နဲ့တောက်ကြနေမနက်ကနန်းထိတ်နဲ့ထိတ်တူနေပါကသူ့ရဲ့အောက်အပတ်မှာဗုဒ္ဓဟူးမကျော်အပူးဆိုတော့ကျွန်တော်တို့ဒီမှာဒီ9ဆိုပြီးဖတ်ခဲ့ပေးရပါတော့ဟုတ်ပြီအဲဒါဆိုကျွန်တော်ဆက်ကြည့်ရအောင်တနင်္လာနေ့မနက်ကနန်းထိတ်နဲ့တောက်ကြနေမနက်ကနန်းထိတ်နဲ့ထိတ်တူနေပါကသူ့ရဲ့အောက်အပတ်မှာဗုဒ္ဓဟူးမကျော်အပူးဆိုတော့ဒီမှာဒီ3ညဆိုပြီးဖတ်ခဲ့ပေးရပါတော့ဟုတ်ပြီနော်မျိုးလို့နော်ဆက်ကြည့်ရအောင်တနင်္လာနေ့မနက်ကနန်းထိတ်နဲ့တောက်ကြနေမနက်ကနန်းထိတ်တူနေပါကသူ့ရဲ့အောက်အပတ်မှာဗုဒ္ဓဟူးမကျော်အပူးဆိုတော့ကျွန်တော်ဒီမှာဒီ88ဆိုပြီးတော့ကြားခဲ့ပေးရပါတော့အဲ့လားဆိုရင်ကျွန်တော်ဒီမှာဒီလည်းပဲတနင်္လာနေ့မနက်ကနန်းထိတ်နဲ့တောက်ကြမနက်ကနန်းထိတ်နဲ့ထိတ်တူနေပါကကျွန်တော်တို့ဒီမှာဘာထိုးရမှာလဲဗုဒ္ဓဟူးမကျော်ဒီမှာကျွန်တော်တို့ဘာထိုးရမလဲ
ဗုဒ္ဓဟူးမကျော်ဘာထိုးရမယ်မျိုးတို့အပူထိုးရမှာဟုတ်တယ်နော်ဟုတ်တယ်နော်ဆရာပြခဲ့တာအကုန်လုံးရှင်းပါတယ်နော်ဟုတ်တယ်နော်ဟုတ်တယ်နော်ချက်ပြန်ကြည့်မယ်တနင်္လာမနက်ကနန်းထိတ်နဲ့တောက်ကြမနက်ကနန်းထိတ်နဲ့ထိတ်တူနေပါကသူ့ရဲ့နောက်အပတ်မှာဗုဒ္ဓဟူးမကျော်အပူဆရာကတော့ဒီထဲမှာအပူကို၄ဘူး၅ဘူးခွန်ဘူး၃ညဘူးကိုကျွေးချယ်ပေးတယ်ဒီတစ်ပတ်ရွှေကလင်ညာ channel မှာထိုးမဲ့ break ဒီဘာ break လဲအမျိုးတို့sorry အပြောမှားလို့ break တောင်ဖြစ်တယ်ရွှေကလင်ညာ channel မှာထိုးမဲ့ကနန်းဒီဘာတဲ့လဲအပူဖြစ်ပါတယ်အပူထိုးမှာဒီတစ်ပတ်ဆရာဒီအပူထိုးမှာပါအမျိုးတို့လည်းဝိုင်းပြီးတော့နော်ဆရာကိုအကောက်ကလေးအပ်ပေးကြအောင်ပေါ့နော်တင်တိုင်းတွေ့လို့ရအောင်လို့ကဲဒါကတော့ကြော်ညာလေးပါဆရာရဲ့အဖွဲ့ဝင်တွေအားလုံးဆရာစီမှာအဖွဲ့ဝင်လို့ရပြီနော်တစ်ပတ်စာမှာ1000ကျပ်ပါဆရာမှာကတော့3လုံးခွေက4လုံးခွေကမူကနဲ့ပတ်တိကဖြစ်ပါတယ်မန်ပါဝင်သူတိုင်းဆရာကိုငွေလဲဖုန်းစလေးလေးတော့ပေးဖို့ပေးရမယ်ပေါ့နော်ဆရာရဲ့399668 399 849ဖြစ်ပါတယ်နော်ရှင်းတယ်